ပိုင်းခုနှစ်ကန်ကြမာဤရက်ဆက်သောကစားပွဲဟန်နီချိုရဲ့မင်္ဂလာဆောင်နေ့ကိုရောက်ရှိလာပါပြီမြို့ရဲ့အခမ်းအနားဆုံးဟိုတယ်ကြီးတစ်ခုမှာကျင်းပနေတဲ့မင်္ဂလာပွဲဟာစီကားတိုက်မြိုက်လွန်းလာပါတယ်တစ်ဖက်မှာတော့မင်းခန့်တယောက်ရင်ထဲကဒဏ်ရာတွေကိုအလုံးနဲ့ဖြေဖြောက်ဖို့စိုက်ကားကိုပဲမနာရန်နေနေခဲ့ပါတယ်မင်္ဂလာပွဲအပြီးညနေခင်းမှာတော့ဟန်နီချိုနဲ့သူမရဲ့သူတို့သားကိုနေမင်းတို့ဟာဟိုတယ်ကနေထွက်လာကြပါတယ်သူတို့နှစ်ယောက်လုံးဟာမင်္ဂလာဝတ်စုံပြည့်စုံနဲ့အလွန်တောက်ပနေကြပြီးလက်ချင်းတွဲကလမ်းဘေးတစ်လျှောက်ခဏတာလမ်းလျှောက်နေကြတာပါအောင်မြင်မှုနဲ့ချမ်းသာမှုတွေကြောင့်သူတို့နှစ်ယောက်လုံးဟာအပျော်လွန်နေကြပြီးဘေးပတ်ဝန်းကျင်ကအန္တရာယ်တွေကိုသတိမထားမိကြတော့ပါဘူးကိုနေမင်းဟန်နီရမ်းပျော်တာပဲဟန်နီချိုကရေမောရင်ကိုနေမင်းရဲ့လက်ကိုတွဲထားပါတယ်အဲ့ဒီအချိန်မှာပဲကားလမ်းမကြီးပေါ်မှာကားတွေကအရှိန်ပြင်းပြင်းနဲ့သွာလာနေကြပါတယ်လမ်းကွေ့တစ်ခုအရောက်မှာတော့အရှိန်မထိန်နိုင်တဲ့ကားကြီးတစ်စီးဟာသူတို့ရှိရာဘက်ကိုဦးတည်ပြီးအရှိန်ဟုန်နဲ့ပြေးဝင်လာပါတော့တယ်ဟန်နီတတိထားကိုနေမင်းကအော်လိုက်ပေမဲ့ကြောက်လန့်တကြားနဲ့ဟန်နီချိုရဲ့လက်ကိုလွှတ်ချပြီးသူတယောက်တည်းဘေးကိုရှောင်ထွက်သွားပါတယ်ဟန်နီချိုကတော့လမ်းမကြီးပေါ်မှာတဲ့ကြီးကြံရိတ်ခဲ့ပါတယ်ကားကြီးကသူမကိုတိုက်မိဖို့လက်တကန်းအလိုဟန်နီချိုဟာမျက်စိမှိတ်ပြီးတေဘေးကိုစောင့်နေတဲ့အချိန်မှာပဲဟန်နီရင်းနှီးနေတဲ့အတန်ကြီးတတန်နဲ့အတူလူတစ်ယောက်ကဟန်နီချိုကိုအားကုန်သုံးပြီးလမ်းဘေးကိုတွန်းထုတ်လိုက်ပါတယ်ဟန်နီချိုဟာလမ်းဘေးကမြေပြင်ပေါ်ကိုလွင့်စင်ကျသွားပြီးဘာမှမဖြစ်ပဲလွတ်မြောက်သွားခဲ့ပေမဲ့ဒုံပြင်းထန်တဲ့အတန်ကြီးနဲ့အတူသူမကိုတွန်းထုတ်ခဲ့တဲ့လူကိုတော့ကားကြီးကအရှိန်ပြင်းပြင်းနဲ့ဝင်တိုက်မိသွားပါတော့တယ်အဲ့ဒီလူဟာလေထဲကိုဝဲတက်သွားပြီးမှလမ်းမပေါ်ကိုသွေးအိုင်နဲ့ပြန်ကျလာပါတယ်ဟန်နီချိုထိတ်လန့်တကြားနဲ့ကြည့်လိုက်တဲ့အခါလဲကျနေတဲ့သူဟာတခြားသူမဟုတ်ပဲစိုက်ကားနေရင်သူမကိုအဝေးကနေငေးကြည့်နေခဲ့တဲ့မင်းခန့်ဖြစ်နေပါတယ်မင်းခန့်ဟန်နီချိုဟာအသိစိတ်တွေလွတ်ထွက်မတက်အော်ဟစ်ရင်မင်းခန့်နာကိုပြေးသွားပါတယ်ကိုနေမင်းကတော့ဘေးကနေကြောက်လန့်တကြားနဲ့ကြည်နေုံကလွဲလို့ဘာမှမလုပ်နိုင်ပါဘူးမင်းခန့်ရဲ့ဖြူဖက်ဖြူရောဖြစ်နေတဲ့မျက်နှာဟာသွေးတွေနဲ့ရဲရဲနေနေပြီးသူ့ရဲ့မျက်လုံးတွေကတော့ဟန်နီချိုဘာမှမဖြစ်တာကိုမြင်လိုက်ရလို့ကျေနပ်နေတဲ့ပုံစံမျိုးနဲ့မေးစင်းနေပါတယ်လူနာတင်ကအမြန်ရောက်လာပြီးမင်းခန့်ကိုဆေးရုံကိုပို့ဆောင်ခဲ့ကြပါတယ်ဟန်နီချိုဟာသူမရဲ့မင်္ဂလာဝတ်စုံကြီးနဲ့ပဲသွေးတွေပေးချင်ရင်ဆေးရုံကိုလိုက်သွားခဲ့ပါတော့တယ်